take one. ကျွန်တော်နာမည်ဟာမင်းမီလာဖြစ်ပါတယ်ကျွန်တော်ဦးလေးပါကျွန်တော်အဖေရဲ့ညီပါအငယ်တဲတွေကငယ်ငယ်တည်းကအိမ်မှာတူနေပြီးတော့ပဲဒီလိုပဲသူတို့ music လုပ်တဲ့ဟာမှာကိုယ်ကလည်းဒီပေါ်မှာပဲကြီးပြင်းခဲ့ရတော့သူပထမဆုံးခွေလုပ်တဲ့အချိန်မှာအဲ့တချင်းတွေတော့ကျွန်တော်မမှတ်မိဘူးဒါပေမဲ့သူအိမ်မှာ music school ဖွင့်တယ်ဒီဂီတသင်တန်းဖွင့်တယ်ပေါ့အဲ့ဒီကသူဒီ music လုပ်တာဆိုတော့သိတာဒီ music တစ်ခုပဲကျန်တဲ့အဲ့လိုငွေကြီးပါသူစိတ်ဝင်စားအောင်စိတ်ထဲမှာရှင်တန်ခြင်းတဲ့အတိုင်းပဲသူရှင်တန်လာတော့အခုချိန်တည်းပဲအဲ့ဒါကသူကျွန်တော်တို့ဆံပြပဲလေကိုကတော့ဖြစ်စီချင်တာပေါ့နော်ဟိုဒါပေမဲ့ तू ကလည်း तू လုပ်ချင်တဲ့ပုံမှာကြတော့သူ့ကိုလေကိုကအဲ့ကိစ္စကြတော့သူကြော်လို့မရဘူးတဲ့မှာမတရားတော့98ပေါ့မျက်စုံတွေ့မဲ့ခွေလုပ်တဲ့ချိန်မှာအဲ့ခွေ harmony ကျွန်တော်ခေါ်ဆိုဖို့ तू ကတောင်းဆိုခဲ့တယ်အဲ့ဒါလေးတော့ကျွန်တော်နှစ်ယောက်ကြာအမှတ်တရသူ့တချင်းကိုကျွန်တော်ခွေမှာပြန်ဆိုဖို့သူ့စီကခွင်တောင်းပြီးကျွန်တော်ဆိုတယ်ဆိုပြီးတော့သူ့ကိုဘာမှမပြောတော့ဘူးကိုကကိုဒီဘက်ကတီးစရာရှိတာတီးပြီးတော့မှအကျန်းနဲ့သွားပြဘူးတဲ့အချိန်မှာအဲ့လိုပေါ့သူတချို့ဟာတွေ तू စိတ်ထဲမတွေ့ तू လှုပ်ထားတဲ့ပုံဟိုနည်းနည်းပြောင်းတကယ်တော့ तू နဲ့မတူအောင်ကိုကပြန်ဖန်တီးတာလေအဲ့ဒါလေးကိုတော့ तू နားလိုက်ပြီးတယ်အဲ့လိုမျိုးလေးတော့နည်းနည်းရှိခဲ့တယ် तू ကအဲ့လိုဟိုတချင်းတစ်ပုတ်ရင်ဟိုတကယ်လူတွေဖြစ်ဟာခြေခံပြီးမှလိုက်ရေးတဲ့ဟိုဟာရှိတယ်လေဝမ်းသာပါတယ်အရန်ဝမ်းသာဒါကျွန်တော်တို့မှတ်တရပွဲပဲကျွန်တော်တို့ဒီဟာကိုဖြစ်စေချင်တာကြာပြီ तू လဲပြောဘူးတယ်ဒါပေမဲ့လွန်ခဲ့တဲ့နှစ်တော်ကြာကြာဘယ်လိုပုံစံဖြစ်လာမလဲဆိုတာအခုတော့ကိုယ်တိုင်ကြုံရပြီလေနော် The Derek Miller Experience